တန်ဇာတာတွေသူယူမယ်လို့ပြောခြင်းဟာဒါကသူလည်းလောင်းကစားတစ်ခုလှုပ်လိုက်တဲ့သဘောပါပဲအဲ့တော့ပူတင်ကိုသူကအားလုံးပဲမင်္ဂလာပါ SS ဂျန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ် SS ဂျန်နယ်ဟာဆိုလို့ရှိရင်နေ့စဉ်နေ့တိုင်းလူတော်လိုင်းနဲ့ပတ်သက်တဲ့သတင်းသူသတင်းကောင်းတွေကိုတင်ဆက်ပေးနေတာမို့ချစ်ရရင်စခက်လို့ကိုလည်းမမေ့ပါနဲ့လို့တောင်းဆိုချင်ပါတယ်ပြနေပြောလို့ရသွားတာပေါ့ယူကရိန်းကိုသူ့နိုင်ငံပုံစံစကားသူပူတင်ကိုပြောလို့ရတာပေါ့ငါရဲ့အကျိုးစီးပွားရှိတယ်ဆိုပြီးသူကအပိုင်လောက်တာပါအဲ့တော့အမေရိကန်ကပူတင်ကိုပြောတဲ့စကားပြောတဲ့အချိန်မှာသူကအပေါ်စီးကနေထရန့်ကပြောလို့ရသွားတာပေါ့ပြောချင်တာကဒါကအကျိုးစီးပွားရှိပြီအမေရိကန်အကျိုးစီးပွားဆိုပြီးတော့သူကကြိုက်ပြီးပြောတော့မယ်သဘောရှိတယ်ကြံတဲ့ဒီရုရှားသိမ်းထားတဲ့ဟာတွေကတော့ယူကရိန်းကလည်းအခုချိန်မှာပြန်မရနိုင်ဘူးဆိုတာလက်ခံနေပါတယ်ယူကရိန်းအနေထားဟာကျွန်တော်တို့အနေထားနဲ့မတူပါဘူးယူကရိန်းကသူ့နိုင်ငံကိုကျူးကျော်နေတာအဲ့တော့သူ့နိုင်ငံရဲ့ဒစိမ့်တစ်ပိုင်းကိုခဏပေးလိုက်ရပြီကျန်တဲ့ဟာကိုလုံခြုံနေလဲသူ့တို့ကတတ်တာပါတယ်ယူကရိန်းအနေထားကလည်းအလွန်အမတန်ကိုစစ်ပန်းနေပါပြီဒီပူတင်ရဲ့ဒီအကြီးအကျယ်ထိုးစစ်ကိုသူမနိုင်ဝန်ထမ်းပြီးခံနေရတာပါယူကရိန်းရဲ့အနေထားဟာသူများအားကိုးပြီးမှလုပ်နေရတာအဲ့တော့အမေရိကန်တွေဥရောပနိုင်ငံတွေကမဟာမိတ်တွေကလက်နက်မပေးငွေကြေးအကူအညီမပေးယူကရိန်းအစိုးရပြုတ်ကျသွားမှာပါအဲ့ဒါကိုမဟာမိတ်နိုင်ငံများအမေရိကန်ပါဝင်ကယူကရိန်းကိုကြားကန်ပေးထားတာပြောချင်တာကယူကရိန်းဟာသူ့ချီသူ့လက်နဲ့ဘာမှလုပ်နိုင်တဲ့အင်အားမရှိပါဘူးအဲ့တော့အခုလို20ရာခိုင်နှုန်းကိုပဲဒီရုရှားသိမ်းထားတာကိုတောက်ခံထားတာကိုပဲယူကရိန်းကိုကျွန်တော်တို့ကချီးကျူးရမှာပါပြီးတော့အမေရိကန်ရဲ့ idea ကလည်းအခုရုရှားသိမ်းထားတဲ့နေရာမှာလည်းသူလိုချင်တဲ့ rare earth က40ရာခိုင်နှုန်းလောက်ရှိနေတယ်ဆိုတော့အဲ့ဒီနေရာကိုအမေရိကန်ကအပေးယူလုပ်ပြီးတော့ပူတင်ကိုဖျဲချောက်ပြီးတော့ပြန်ယူနိုင်တာလည်းဖြစ်နိုင်ပါတယ်အဲ့တော့ယူကရိန်းနေထားကဘယ်လိုမှအပေါ်ကပြောလို့မရဘူးဖြစ်နေတယ်ဒါကြောင့်လေသမ္မတဇလန်စကီကရှော့ပေးလိုက်ရတာအခုတော့မနေ့ကသူတို့လွှတ်တော်မိန့်ခွန်းမှာသမ္မတထရန့်ကယူကရိန်းသမ္မတရဲ့စာကိုရပါပြီစာချုပ်တွေချုပ်တော့မယ်လို့ဘယ်လိုပဲပြောအခုတော့နောက်ဆုံးတက်လာတဲ့သတင်းများအရအမေရိကန်ကပေးနေတဲ့စစ်ရေးအကူအညီကိုထောက်လှမ်းရေးသတင်းအချက်လက်တွေအားလုံးကိုတစ်ခုလုံးကိုယူကရိန်းကိုရက်တန့်ထားစေပဲပေါ့ပြောချင်တာကအကြီးကျယ်ယူကရိန်းကိုဖိအားပေးနေတာပေါ့အဲ့တော့အဲ့လိုမျိုးအနေအထားဖြစ်တဲ့အတွက်အမေရိကန်နိုင်ငံရဲ့လုပ်ရက်ကလည်းတရားလွန်လို့လည်းပြောလို့မရပါဘူးယူကရိန်းအနေအထားကတော်တော်လေးကိုအကျက်တည်းဖြစ်တယ်တခါဥရောပကိုလည်းကိုကိစ္စကိုလုပ်ကြလို့ပြောတဲ့သဘောလည်းရှိတယ်အရေးကြီးဆုံးကအမေရိကန်ကဒုတိယကမ္ဘာစစ်ပြီး280ရှိတဲ့အချိန်မှာဒုတိယကမ္ဘာစစ်တုန်းကဂျပန်တို့ဂျာမနီတို့ကိုသူစောက်ရှောက်နေတာအားလုံးကိုသူကလက်လွတ်လိုက်ခြင်းတဲ့သဘောတရားတွေပြလာပါပြီအဲ့တော့ဂျပန်နိုင်ငံမှာလေစစ်လက်နက်ပစ္စည်းတွေထုတ်လုပ်ဖို့ဒါအမေရိကန်ကအားပေးနေပါပြီအဲ့တော့ဂျာမနီလည်းထုံဒီလည်းကောင်းပါပဲဂျာမနီဆိုရင်ဒါနေတိုးမှဆိုရင်သူ GDP ရဲ့3.6%လောက်ပဲစစ်ဘတ်ဂျက်သုံးတာအဲ့ဒါကိုအမေရိကန်ကတိုက်တွန်းနေတာကြားပါပြီအဲ့တော့ဒီလိုအနေအထားများရကဘာကြီးကနောက်အရွေးတစ်ခုကိုရွေးတယ်အဓိကကဥရောပနိုင်ငံတွေကစစ်ရေးသုံးတာနဲတယ်လို့ပြောနေတာထရန့်မဟုတ်ပါဘူးအမေရိကန်သမ္မတအဆက်ဆက်ကပြောခဲ့တာပါဟိုဂျော့ဘူရှ်လက်ထက်ဟိုကလင်တန်လက်ထက်အိုဘားမားလက်ထက်တဲ့အတန်တန်ပြောနေတာပါဒါပေမဲ့ဥရောပတွေကနားမထောင်ခဲ့ဘူးဒါကြောင့်ထရန့်ကအဲ့ဒီရဲ့ကပြားဟောင်းကိုပဲပြန်ဖွင့်တာဒါပေမဲ့ထရန့်ကပြောတဲ့ idea တူတယ်သူလုပ်ဖို့ကိုင်းဖို့မတူတာတခုပဲကွာတာပါပြောချင်တာကဥရောပနိုင်ငံတွေကိုယ့်အကူဒီစစ်စေးတွေထုတ်ဖို့အချိန်ကြာပြီလို့ဒါပြောတာကိုဥရောပကနိုင်ငံရေးသမားတွေကနားမထောင်ခဲ့တာပါဒါကြောင့်တချို့ကိစ္စတွေကထရန့်ပြောတာလည်းမလွန်တာတွေရှိပါတယ်ပြောချင်တာအမေရိကန်အစိုးရဘက်က policy ဘက်ကကြည့်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်
ဥရောပနိုင်ငံတွေဒါကိုကြိုမြင်လို့မက်ခရွန်ကလည်းပြောနေတာကြာပါပြီအဲ့တော့ဒီလိုအနေထားများအရဥရောပနိုင်ငံတွေသူတို့ရက်တီဖို့အတွက်စစ်စေးတွေတုံးရတော့မယ်ယူကရိန်းကိစ္စမှာဝင်ပါရတော့မယ်အနေအထားတွေဖြစ်လာပါပြီဒါပေမဲ့ဖင်လန်ဝန်ကြီးချုပ်ရုံးကနိုင်ငံခြားရေးဝန်ကြီးပြောသလိုပေါ့ဥရောပကလုတ်ပေးမယ်လို့ကတိကဝတ်ပေးတယ်ဒါပေမဲ့နေချင်းညချင်းတော့ပဲဖြစ်လာပါမယ်အဲ့တော့ commitment ရှိတယ်ပေါ့အဲ့တော့အဲ့ဒါကိုဒါယူကရိန်းမှာ test လုပ်မဲ့သဘောပေါ့နော်ယူကရိန်းအနေထားနဲ့ဥရောပရဲ့အနေထားကိုဒါသူတို့စစ်အင်အားကိုတီးဆောင်မဲ့ရှေ့ပြေးနမိတ်တွေပေါ့အဲ့တော့ရှင်းရှင်းပြောရရင်တော့ win-win situation ပါအဲ့တော့ win-win situation ဖြစ်တာဖြစ်တဲ့အတွက်ဒီအလွန်အမတန်အင်အားကြီးတဲ့လူဘယ်လိုမှမနိုင်တော့ဘူးလို့ဖြစ်တာဖြစ်တဲ့အတွက်ဒီလိုနီးနဲ့ပဲဖြည့်ရှင်းတာပေါ့နော်ဒီလိုနီးနဲ့ပဲဖြည့်ရှင်းရမယ်သဘောကိုအားလုံးကလက်ခံတာပါဘာကြောင့်လဲဆိုတော့နေချင်းညချင်းအမေရိကန်ကိုကန်လို့မရပါဘူးဒါအရှိတရားပါကျွန်တော်တို့ဖြစ်ချင်းသလိုဟာအမေရိကန်မောင်းထုတ်လိုက်အဲ့လိုလုပ်လို့မရပါဘူးအမေရိကန်ကရဲ့အခုဘာလို့ဥရောပနိုင်ငံတွေအားလုံးဒီအစင်သစ် ready မဖြစ်သေးပါဘူးအခုမှသူတို့နိုးထားလာပြီပေါ့အဲ့တော့ဒီ trend အလွန်ကာလအထိနောက်50နှစ်အနှစ်20လောက်မှဥရောပကလွတ်လပ်သွားမှာပေါ့ပြောချင်တာကကဘာကြီးကစစ်ရေးအပြိုင်နော်ဒီအဓိကတော့ဒီအမေရိကန်မှာပဲစစ်လက်နက်ပစ္စည်းတွေထုတ်ရောင်းစားနေတာလေအဲ့တော့အခုကျွန်တော်တို့ပဲဒီကျွန်တော်တို့ဝန်ကြီးချုပ်ပြောသွားတာက win-win situation မှာယူကရိန်းကိုလေရင်ပစ်ဒုံးကြီး9000ရောင်းပေးမယ် star ဒုံးကြီးပါအဲ့ဒီ9000ရောင်းပေးရင် UK နိုင်ငံရဲ့လက်နက်စက်ရုံ BAE ကုမ္ပဏီကနေပြီးတော့1.3 billion ဘူးဒေါ်လာတန်း1300ဘူးရောင်းပေးမှာအမေရိကန် UK နိုင်ငံမှာလည်းအလုပ်ရမယ် UK လက်နက်စက်ရုံကလည်းအဆင်ပြေမှာပေါ့ဒါမျိုး win-win situation တွေရှိပါတယ်အဲ့တော့ဒါကိုပြန်အာယုံစိုက်ဖို့ပဲလိုတာပေါ့လေအဲ့တော့နောက်ပြီးတော့ဂျာမနီပြောသလိုပေါ့သူတို့နိုင်ငံမှာလည်းနျူကလ িয়ার ဓာတ်ပိစက်ရုံတွေတိဆောက်တာတွေဒါမျိုးတွေဖြစ်လာဖို့များပါတယ်ဒါကြောင့်အခုအနေထားကTrump ပြောတာအကုန်လုံးမမှားပါဘူးဒါပေမဲ့သူလုတ်ပုံကင်ပုံပေါ့သူချင်းကပ်ပုံကထူးဆန်းတာကြောင့်ပဲဝိုင်းပြောဆိုနေကြတဲ့သဘောရှိပါတယ်တရုတ်နိုင်ငံကအမေရိကန်ကအခုလိုကုန်သွယ်ရေးစစ်ကြီးညာလိုက်တာဖြစ်တယ်မင်းကြိုက်တဲ့စစ်ပွဲကိုဆင်နွှဲငါဘက်ကအစင်သေးပဲလို့ပြန်ပြောလိုက်တာပါကုန်သွယ်ရေးစစ်ပွဲလေးဖြစ်ဘာစစ်ပွဲပဲဖြစ်သူအမေရိကန်ကိုရင်ဆိုင်ဖို့အစင်သေးဖြစ်ပြီလို့ပြန်ပြောလိုက်တာပါဒါအဲ့ဒါကိုကျွန်တော် share ပေးနေတာပါပြောချင်တာကဖြစ်နေတဲ့အားလုံးအငုံစိတ်တွေပေါ့နော်အငုံစိတ်တွေပေါ့အရာရာကိုတရုတ်နိုင်ငံဘက်ကကြည့်ရင်လေသူကကဘာကြီးကိုနှိမ်တဲ့ကြားတဲ့ကနေအာရှနိုင်ငံတနိုင်ငံနဲ့မရရအောင်ထိုးဖောက်လာတာလေကျွန်တော်တို့အားကြစေရပါဒါအရှိတရားပါတရုတ်နိုင်ငံကမြန်မာနိုင်ငံကိုမတရားလုပ်နေတာမှန်ပေမဲ့လေတရုတ်နိုင်ငံကလည်းအာရှမှာဒါသူရတဲ့ဘက်ကနေထိုးဖောက်သွားတယ်တရုတ်နဲ့အိန္ဒိယကိုပဲရှင်ကြည့်ရင်နိုင်ငံချင်းတူတယ်အိန္ဒိယကဒီမိုကရေစီဖြစ်တယ်လို့ဒါပြောတယ်အမှန်ကတရုတ်နဲ့အိန္ဒိယကပိုတိုးသက်နေတာဒါပေမဲ့အိန္ဒိယမှာရှိတဲ့ DNA တွေကြောက်ရယ်လက်ပေးလက်ယူမှုတွေကြောက်ရယ်မယိုးသားတွေနိုင်ငံရေးသမားတွေရဲ့မယိုးသားတွေမှုကြောက်ရောက်ရယ်အိန္ဒိယကကြံခဲ့တာပါတခါတလေကြတော့လေကျွန်တော်တို့ကဒါမကွယ်မဝှက်တန်းပြောရရင်အိန္ဒိယလည်းလူကြီးတန်းထောင်ချီရှိတာပဲအိန္ဒိယလည်းတန်ဇာတ်တွေနဲ့လူအင်အားတွေအများကြီးရှိတာပဲအိန္ဒိယလည်းပညာတတ်တာပဲစားတတ်တာပဲအိန္ဒိယလည်းဒီမိုကရေစီနိုင်ငံလွတ်လပ်မှုတွေရှိတာပဲဒါပေမဲ့ DNA နဲ့လည်းဆိုင်မလားမပြောတတ်ဘူးအဲ့တော့စူးစမ်းတာချင်းတူအိန္ဒိယကကြံခဲ့ပြီးတရုတ်ကထိတ်တန့်ရောက်သွားတာဒါကြောင့်အဲ့လိုပိတ်ဆို့တွေနေတဲ့ဂျားတွေကကိုနော်တရုတ်နိုင်ငံကဒီရှေ့ကိုရောက်သွားတာပေါ့အခုမှအိန္ဒိယလိုက်လို့တာဒါတော့အိန္ဒိယနိုင်ငံမှာအလွန်တန်ဆင်းရဲတဲ့ပြည်သူကတန်း900ကျန်သေးတယ်တရုတ်နိုင်ငံကအဲ့ဒီဆင်းရဲတွင်းကလွတ်ဖို့သေချာသလောက်ရှိနေပြီပေါ့အဲ့တော့ဒီအချက်လက်တွေကိုကြည့်ချင်းအဖြစ်ဒါကျုပ်ဒီကဘာကြီးရဲ့ကိုကြိုးစားမှကိုရတာပေါ့ဗျာနော်တရုတ်ခေါင်းဆောင်တွေကကွန်မြူနစ်တာပြောတယ်
တချို့ဟာတွေကစီးပွားရေးဖွင့်တာတွေသူ့နိုင်ငံသားတွေကိုနိုင်ငံတကာကိုလွှတ်တာတွေအဲ့ဒါတွေနောက်သူ့ရဲ့ပညာစ조사တာတွေဤပညာတွေတော်အောင်လုပ်တာတွေဒါတွေအလုံးကကျွန်တော်တို့ချီးကျူးစေရပါ